The Real Brief အဆိုတော်နှင့် Running Man အဖွဲ့ဝင်တဦးဖြစ်ပြီးအသက်49နှစ်အရွယ်ရှိသော Kim Jong-kook သည်ဒီလစက်တင်ဘာ9ရက်နေ့တွင်ဂျင်းနီသောပုဂ္ဂိုလ်အနေငယ်ကိုဖိတ်ကြားပြီးတီးသန့်ဆန်သောမင်္ဂလာဆောင်ကိုကျင်းပခဲ့ကြောင်းသိရှိရသည်လက်ထပ်ပွဲအတွက် Kim Jong-kook နှင့်၎င်း၏ဇနီးသည်နှစ်ဖက်အတိုင်းဝိုင်းမှရင်းနှီးသူ90စီကိုဖိတ်ကြားခဲ့ခြင်းဖြစ်ပြီးစုစုပေါင်းအယောက်100ကိုသာဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟုသိရှိရသည်Kim Jong-kook သည်မင်္ဂလာဆောင်အတွက်မြည်သည့်အဆိုတော်မကိုငှားရမ်းခြင်းမရှိခဲ့ဘဲ Kim Jong-kook ကိုယ်တိုင်၎င်း၏နာမည်ကြီးသချင်း Level Bell ကိုတတို့သမီးရှိမှပဲကိုယ်တိုင်တည်ဆိုခဲ့ပြီးစစ်ကြောင်းဖွင့်ရခဲ့တယ်လို့ဆိုပါသည်Kim Jong-kook သည်ဇနီးဖြစ်သူကတိုတိတ်စွာနဲ့တည်တံ့ဆန်စွာပဲနေခြင်းသောကြောင့်၎င်းကသူ့ဇနီးရဲ့ဆန္ဒကိုလေးစားသောအဖြစ်သူမရဲ့အချက်လက်တစ်ခုမှမပေါက်ကြအောင်စီစဉ်ထားခြင်းဖြစ်ကြောင်းလည်းပြောပြခဲ့ပါတယ်Running Man အဖွဲ့ဝင်ဟောင်းတဦးဖြစ်တဲ့ Lee Kwang-soo ကတော့ဒီမင်္ဂလာဆောင်ကိုလာနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။အကြောင်းအရတော့ Lee Kwang-soo ဟာ၎င်း၏ရုပ်ရှင် Left Brista အတွက်ဗီယက်နမ်မှာ promotion ဆင်းနေခဲ့တာဖြစ်တဲ့အတွက်လို့လည်းသိရှိရပါတယ်။